ကပြီးအောင် ဟော ပြီးရင်အကြောင်းလည်းစတို့ကိုင်းအောင်လည်းတိတ်တယ်ပြော ဆိုတော့လေ ECU နဲ့ GOPT နှစ်ခုလုံးပြင်နေတယ်မြင်နေလို့ပြောတာ အခုအဓိကတော့ကြာကတော့ဖူကွေးပါပဲဖူကွေးကလည်းဟိုမတောင်းတော့ GPT ဖြစ်ဖြစ် EG ဟိုပဲဖြစ်ဖြစ်ရရတယ်ဆိုတော့လက်ကွက်တစ်ခုရရင်ပြီးပြီတော့ ခုရှောက်ရှင်တဲ့ဖူကွေးကိုရိုတိုက်ကခုတဲ့မျိုးသူလိုတဲ့ ECU ပဲတခြားဘာသာကြီးလေးလိုလား EGU ရပြီးတော့တင်ချာနဲ့ face ပါပြီ အဓိကပြောမယ်တော့ ECU ရဲ့ဂျပန်စာပြီးတော့တင်ချာ face အဲ့ဒါတွေဖြေထားရင်တော့ GOPT ကတော့မဖြေလဲရတယ်အခုတင်တဲ့အခုရှောက်ရှင်တဲ့အကြောင်းနဲ့အမျိုးသူကဂျပန်လိုတင်တာနော် ဂျပန်လိုတင်တာပါဗျ အဲ့ဆိုခြေစားဆိုရင်တော့ဟို ECU တော့လိုပဲ ECU ကိုအဓိကထားပြီးတော့အောင်နော် ဟုတ် ပထမတစ်ခေါက်နဲ့ဒုတိယတစ်ခေါက်ဘယ်ဟာခွင့်ရပုံများလဲဆိုတော့အမျိုးကြီးတတ်မှတ်တာတော့ရှိတာမဟုတ်ပါဘူး။များအမှတ်များရအောင်လုပ်ဖို့ chance ပုံများတာပေါ့အမျိုးနှစ်ခါဖြစ်တော့အဓိကတော့ ဒီတော့တော့စိတ်ဘူးလားအတွေ့အကြုံလည်းမရှိသေးတော့အတွေ့အကြုံ ဟိုတော့ဟိုဒီတိုင်းပါပဲမျိုးကိုပထမဆုံးလုပ်တဲ့ဟာဆိုရင်ပေးရမှာဆိုလို့ပါပဲ ဟုတ်ကြပါလေဟိုဟာအစ်ကြီးပြင်တဲ့ကျောင်းတွေကတောတွေလူတွေကတောကြမယ်ကောင်းတယ်လို့ပြောလူတွေကလည်းပြောကြမကောင်းလို့ပြောလူတွေကပြောကြအောင်အဲ့ဒါဒီနေ့နေ့လည်းပြောပြလိုက်ရအောင်လို့ ကိုယ့်ရဲ့တွေ့ကြုံရနေပြောရင်တော့အမျိုးဘယ်လိုမလဲကိုယ့်ကိုပြင်ခဲ့တယ်နော် ECU တော့ကိုယ့်ကိုလည်းပြင်ခဲ့ဆိုတော့ language ကမထူးပေါ့မထူးလို့ခံစားတာပေါ့ကျွန်တော်အတွက်ပေါ့ဘာလို့ဆိုတော့ကျွန်တော်ကိုယ့်ကိုလည်းပြင်ခဲ့ပြီးတော့မှရှောက်ခဲ့ရတယ်ဆိုတော့ဥပမာလိုရလူဆိုရင်ဟိုlanguage ကိုတွားပြီးတော့မှ ECU တဲ့ရှောက်တာလို့ ECU အတွက်ပြင်ပေးတာအဓိကပြောချင်တာအမျိုးပေါ့ကိုယ့်ဘောမူတည်တာပေါ့ကိုတကယ်လို့ကိုအင်အားကိုစွမ်းနဲ့အမျိုး ECU ဖြည့်နိုင်တယ်ဆိုရင်တော့ညောကကိုကအသိမလို့ဘူးပေါ့အကြောင်းအတွက်ဥမာဖူကြီးကိုပြောတိုက်ကခုဆိုရင်တော့အဲ့တိုက်ကခုရဲ့အမျိုးလိုအပ်ချက်ပေါ့ကိုကပြည့်နေတယ်ဆိုရင်တော့တန်းလျှောက်လိုက်ပေါ့အဲ့ရှင်းကောက် course တော့တက်ရတော့မလို့တင်တာဟုတ်အဲ့ဒါတရားကြောကမလို့ပါဘူးဟိုတော့ဟောလေသူတို့အဓိကအမျိုးတရားမကျော်လို့အမျိုးမရတော့မဟုတ်ပါဘူးသူကအမျိုး ECU အမှတ်တဲ့တကူလေးကြည့်တာပေါ့တခြားဟာလည်းကြည့်အားလုံးကြည့်ပြီးတော့မှာပေါ့စကူကလည်းဒီသူတို့စီမှာတက်ချင်ပါလေဆိုတော့ကောင်းဝေးရေးနိုင်တော့ရကြလို့လည်းပြောကြရှေ့ရလူသူကဟောလေအမှတ်စင်းတွေမကောက်ဘူးကိုကဘယ်လိုမျိုးလူမျိုးလဲဆိုတာ PR လုပ်ပြနိုင်နော်ကိုကြောင်းရှောက်နိုင်တဲ့ဝင်နိုင်တဲ့ chance ကများကြောင်းမှာတကယ်လို့သူတို့ကြောင်းမှာတင်ပြီးရင်ပါလုံးဝင်ဆိုအဲ့ဒါကောင်းကိုယ့်ရဲ့ lane ကိုတင်ပြနိုင်ဟုတ်တယ်ကိုယ့်ရဲ့နိုင်ငံပေါ်ကိုတင်ပြနိုင်တော့အဲ့လိုရတော့ရတဲ့လူလေးရှိလို့ပြောကြတယ်အမှတ်တရားမကျော်ဘူးအဲ့လိုအမှတ်ကိုပဲကြည့်တာမဟုတ်ပါဘူးအဲ့မျိုးတခြားဟာတွေအားလုံးပေါင်းပြီးမှကြည့်ရမှာအများကြီးအထောက်အကူဖြစ်တယ်တော့ပြောဟုတ်တယ် open canvas ကဘာလို့ဆိုတော့မျိုးကအကြောင်းမှတကယ်ပါတင်နေဆိုတော့မျိုးဘယ်လိုလဲကွန်ပျူတာနဲ့ဆိုင်တော့သိမမြင်အောင်လက်တွေ့မတွေ့ရဘူးဆိုတော့ open canvas တော့ရင်တော့တခြားတည်ရတယ်ဒီလိုရှောက်တဲ့ကာလာမြင်တော့ပေါ့အဲ့ open canvas ကနေပြောမှလေ့လာနိုင်တဲ့အချက်လက်တွေလည်းဖြည့်ရလို့ရတယ်နော်ဒီမျိုး essay တွေမှာအဲ့မျိုးဆိုရင်တော့သူတို့ chance ပိုနည်းနည်းမြင့်တော့အကျယ်ပြီးနေတာရှိနားထောင်ကြရှောက်ရင်တော့အမျိုးပေါ့အဲ့ခဏပြောတဲ့အတိုင်းပေါ့ပိုရှိကိုအဲ့ application guideline တွေမှာရှိရဟာအားလုံးကိုရှောက်အဲ့ပြင်ရတော့ပုံမှန်လေးပြင်ရတော့ပြင်ရတယ်ပြင်ရတဲ့အချိန်ကျရင်တော့အဲ့ကျောင်းမှာဒီ scholarship အဲ့ဘယ်လိုလဲအခွင့်အရေးတွေလည်းရှာကြည့်လိုက်ပါဥပမာကျောင်းနဲ့အဲ့ကျောင်းကနေပြီးတော့ပဲ scholarship တွေတစ်စင်ရှောက်လို့ရတယ်ဆိုတော့လေအဲ့တက်တူအများစုရဲ့ website မှာရေးထားလိမ့်မယ်အမျိုးပဲ scholarship တွေရှောက်လို့ရတယ်ဆိုတော့လေဥပမာကျွန်တော်အခုရှာပြလိုက်မယ်နော်ကျွန်တော်ကျောင်းဆိုရင်ဒီမှာပေါ့အမျိုးဒါကျွန်တော်တက်တူ website ရဲ့အမျိုး review ဆိုင်ရာဌာနလေးဒီမှာရေးထားတာပေါ့အမျိုးကျောင်းကနေပြီးမှရှောက်လို့ရတဲ့ scholarship တွေပါဒီ list ပေါ့အဲ့တော့အခြေခံချက်ပေါ့မျိုးသူတို့ကျောင်းကပေးတဲ့အမျိုး scholarship ပေါ့အဲ့နောက်တစ်ခုအမျိုးသိသိချင်တာပေါ့အမျိုးတက်တူရဲ့ပေးတဲ့ scholarship ရှိတယ်ဒါပေမဲ့သူ့ရဲ့ဟိုဘယ်လိုလဲ joking သူ့ရဲ့ condition တွေလည်းတစ်ချက်စစ်ကြည့်လိုက်အောင်ဘာလို့ဆိုတော့မျိုးကတချို့ scholarship တွေကဒီ scholarship ရထားရင်တခြား scholarship ရှောက်လို့မရဘူးဆိုတာရှိရပေါ့အမျိုးဘယ်လိုလဲကန့်သက်ချက်တွေလည်းရှိအောင်အဲ့ဒါလေးနည်းနည်းရှာကြည့်ပေါ့ဥပမာကျွန်တော်အခုတက်နေတဲ့ ABP scholarship ဆိုရင်တော့သူဒီ scholarship နဲ့နောက် scholarship နောက်တစ်ခုထပ်လျှောက်လို့ရတယ်ဆိုပြီးတော့ပေးထားတယ်နော်အဲ့လိုမျိုးအကန့်အသတ်ချက်တွေပေါ့
အဲ့ဒီရှာကြည့်ပေါ့ကြည့်ပြီးမှမျိုးရှောက်နိုင်တဲ့အတိုင်းတာနေပြီးမှရှာ scholarship တွေရှောက်လို့ရတယ် scholarship တွေကစမုံကကမှမရှိရမဟုတ်ရှိတယ်ဒါပေမဲ့ဟိုကိုယ့်အောက်ရှာတာပေါ့မျိုးအဲ့အကြောင်းနေပြောပေး scholarship ရှောက်လို့ရတယ်ဆိုတော့အဲ့အကြောင်းရဲ့ website ကိုတိကျပြင်ကြည့်ပြီးမှရှောက်အောင်နော်အဲ့လိုမျိုးမှမဟုတ်ကိုယ့်အောက်ပဲမျိုးရှာချင်တယ်ဆိုရင်တော့မျိုး just ကနေပြောမှဟို scholarship ဟိုpamphlet ကိုရှိတယ်ဒီဟာပေါ့ဒီali တွေ့အောင်လေဒါတော့ကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့အမျိုး scholarship တွေပေါ့တော့မျိုးဥမာဒါကျွန်တော် max scholarship ပေါ့ဒီအောက်မှာဆိုရင်တော့အဲ့ဒီ Minkan scholarship ဆိုရှိတယ်အဲ့တော့ပုဂ္ဂလိက scholarship foundation တွေပေါ့ဥမာ Tokyo Marine Kagami Memorial Foundation ဆိုရင်တော့ဒီမှာအသက်30အောက်လို့အမျိုး ASEAN country ပေါ့ပြီးတော့ပဲတက်ကတော့မှာသူပေးလဲဆိုတော့ပေါ့အမျိုးအချက်လက်တွေပေါ့တလားကိုဘယ်လောက်ပေးလဲဆိုတော့အမျိုးပြင်လျှောက်တဲ့ကာလတွေအမျိုးပေါ့အေးအဖွဲ့အစည်းအားလုံးကကျွန်တော်ရှိရဲ့ scholarship အဖွဲ့အစည်းအားလုံးပါ list ရှိတယ်ဒီ list ကနေပြီးတော့မှကိုယ့်အောက်ရှာချင်တယ်ရှာလို့ရတယ် How much ဆိုတာဟို campaign ဆိုတာဟုတ်တယ်ခု how much စီစဉ်မှလာပြင်ပြောအောင်လို့ဟုတ်ပြောပါမယ်